Mystery ရဲ့ချစ်တော်လေးတို့အတွက်ဒီမနေ့ Mystery တရားဘာလို့လဲဆိုလို့ရှိရင်မနေ့အဲ့ရနုနုထားနဲ့ဖျက်ရှိခိုးတယ်။ဒီမိုးချိုးပြီးတော့ခေါင်းမှာတစ်ခါတည်းရှော့ဖို့အတွက်ဒီအုံးစီလိန်ကို Mystery သုံးပြုပြီးတော့ခေါင်းနှက်လိမ့်လိုက်ပါတယ်။ဒီလိုနဲ့ Mystery တရားအိမ်အောက်ထက်ကိုဆင်းချင်းမှာပဲကျမရဲ့အိမ်ကကလေးလေးကကျမကိုလာပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ခေါင်းလျှော်ရည်ကိုတော့လက်ဆော်ရတဲ့ Laura ဒီဇိုင်းနဲ့အသုံးပြုပါတယ်။ Morning breakfast ကိုတော့ Mohiga ကိုသုံးဆောင်ပါတယ်။ဒီလိုနဲ့ New Look Design လေးဖြစ်အောင်ဖျားချောင်းကိုချက်ကပတ်လေးနဲ့အလှဆင်ပြီးတော့တွားလိုက်ပါတယ်။ဒီနေ့ကလတလရဲ့ပထမပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကဘာပေါ်မှာရှိတဲ့ခရီးရတွေအကုန်လုံးပွဲတော်ခံယူတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။ကျမတို့ခံယူတဲ့ပွဲတော်ဆိုလို့ရှိရင်လည်းခရီးရတိုင်းအတွက်မဟုတ်ပါဘူး။နှစ်ချစ်ခံပြီးသားယူကြည်သူခရီးရတွေမှသာသုံးဆောင်လို့ရတာပါ။တော့ခံယူဖို့အတွက်အသင်းတော်စီစဉ်ပေးတဲ့အသုံးဆောင်ဆိုလို့ရှိရင်လည်းလတလနဲ့တလမတူပါဘူးရှင့်။ဒီလကတော့ ready made ထုတ်ပြီးသား brand နဲ့စပြည့်ရီကိုအသင်းတော်ကစီစဉ်ပေးထားပါတယ်။သုံးဆောင်ဖို့အတွက်ဆရာတော်တွေကကောက်ကြီးပေးပြီးမှသာကျမတို့သုံးဆောင်လို့ရပါတယ်။သုံးဆောင်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းခရစ်တော်နဲ့အတူနောက်ဆုံးညဆာစားပွဲဖြစ်ခံယူပြီးတော့ကျမတို့သုံးဆောင်ရပါတယ်။ Save your the diet လက်တချင်းခောက်စင်နဲ့ဒီနေ့ဝတ်ပြုခြင်းစီစဉ်ကိုအဆုံးသတ်လိုက်ပါတယ်။ Mystery Family Members တွေအတွက်ဂျလက်ဆက်နဲ့လာတလာလုံးပျော်ရွှင်ခြင်းအောင်မြင်ခြင်းကျမ်းမာခြင်းညီသက်ခြင်းချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင့်။ Mystery ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ See you next video